ဒန်ဒီဖြစ်သွားနိုင်တဲ့အကြောင်းတစ်ခုလို့ကျွန်တော်တို့ပြောချင်တယ်။ Okay ဒီနေ့ကတော့ဘာမှတော့ကျွန်တော် line နေတာတော့ကြာသွားပြီဗျာဘာမှတော့ဒီကောင်တွေရှိရတယ်ဘာမှမကြောက်ဘူးเนาะဘာမှမကြောက်ဘာမှဖြစ်မလားကျွန်တော်ပြောလို့ပဲအဲ့နီလန်အဖြစ်နိုင်ဆိုလို့ကျွန်တော်တင်တယ်ဘာဖြစ်လို့ Chelsea အသင်းနဲ့ Manchester City အသင်းတို့ကြားထဲမှာတကယ်ကိုကောင်းမွန်တဲ့ဆက်ဆံရေးခေါင်းတစ်ခုရှိတယ်ဟုတ်တယ် brother ကျွန်တော်ခုပြောပါတယ်เนาะ Chelsea အသင်းနဲ့ Manchester City အသင်းတို့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်တွေနောက်ကွယ်မှာဘာတွေလုပ်နေလဲဆိုတာကိုဘယ်သူမှမသိဘူးဥပမာဗျာကျွန်တော်ခုနပြောလို့ပဲဟဲ့မခါနေဘူးငါတို့မှာလူတွေရောင်းမယ်ပေါ့ဘာစင်မာလေးကငါတို့ကစီလာနေချီတီလာကြငါတို့အဲ့ဒါတော့ရနေဈေးခေါ်အောင်မယ်ငါတို့လိုချင်ပြောင်းရွှေ့နေနီးစက်လာပြီဆိုရင်ငါတို့မင်းအဲ့ဆိုခါတော့တရားမကန်မီဘာညာဘာညာအပြီးတက်လို့ကိုလက်ရချင်ပါတော့ငါတို့တကယ်ခေါ်မှာအဲ့ဆိုခါတော့တကယ်ခေါ်မှာဘာလို့ဆိုတော့နီးပြကလိုချင်တယ်ငါတို့နီးပြလိုချင်တယ်ငါတို့တကယ်ခေါ်မှာအဲ့ဆိုခဏလေးနေအောင်အဲ့ချက်ကြီးဘက်ကလည်း okay ချက်ကြီးဘက်ခေါ်တယ် okayပေါ်ပြီးတော့တဲ့ဝေးမှာပဲပြောတာအခု subscribe လုပ်ပြီးတာကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ပြီးတာတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်အဲ့တစ်ဖက်ကကျွန်တော်ခုနကျွန်တော်ဆက်ပြောမယ်နော်အဲ့ချက်စီဘက်ကလည်း okay ဟုတ်ပြီဘာလို့ချက်စီဘက်ကလည်းမှန်တယ်ဘာလို့မှန်လဲဆိုတော့ဒီ Alpha နဲ့မရှိတော့မှဒီ Warden တို့ Alex Scott တို့တော့ခေါ်ဈေးကြီးသွားမှာတကယ်ဈေးကြီးသွားမှာဟုတ်တယ် brother ချက်စီတဲ့စစ်ဆိုင်ကောင်းအဲ့လိုချင်ကြမှာတရားအဲ့တကယ်လို့အဲ့ဒီဖန်တဲ့ထွက်သွားမှာကျွန်တော်ဟွာတန်ကိုသွားကန်လှမ်းကြည့်တော့ကျင်းနေတယ်ပေါင်း100လောက်ပေးရမှာအခုဒီကောင်တွေပေါင်း80ကျော်လောက်နေပြီနော်ဟွာတန်ကိုဈေးခေါ်ရတာတကယ်တည်းအဲ့ဒီဖန်တဲ့ကမရှိကြည့်အဲ့ကောင်တွေဈေးအဲ့တက်မြင့်သွားမှာအခုခေါ်တဲ့အသေးရတယ်ချက်စီဖြစ်နေတဲ့အတွက်ကြောင့်မလို့ဈေးရတောင်းမှာအဲ့ကောင်တွေကျင်းနေတောင်းမှာအဲ့အတွက်ချက်စီကလည်းချက်စီကလည်းပြောရမယ်ဆိုဗျာကြိတ်ပြီးသွားဆွေးနေမှာအဲ့ကောင်တွေသွားပြီးကြိတ်ပြီးဟိုလေမင်းတို့ဟွာတန်ပဲသေးတော့အားကိုလည်းငါတို့ဟွာတန်ငါတို့အရေးကြီးတယ်ကစားတော့မှာပေါ့နော်အရေးကြီးငါတို့ဆိုတာဟွာတန်အရေးကြီးတယ်မင်းလိုချင်တော့ပေါင်တန်း80လောက်တော့ပေါင်တန်း80လောက်ပေးရမယ်အဲ့လိုပေါ်ပြောမှာအဲ့ကြိုင်စစ်စစ်ပဲရလေအဲ့ခါနေငါတို့ဘက်မှာအန်ဆိုလဲရှိတည်ရကွာအန်ဆိုလဲရှိတည်ရဆိုတော့ကြောင့်မလို့မင်းတို့တောင်းဆိုတဲ့ပြောင်းရွှေ့ကြီးကမင်းတို့80တကယ်โอเคကျင်းနေပြီလားအဲ့ကျင်းနေပြီလား80တကယ်ကျင်းနေပြီလားဟုတ်ရလေအဲ့ဒါဖာတာလည်းရှိတယ်တော့ခေါင်းနဲ့အများကြီးဈေးမခေါ်ရဘူးအဲ့ဒါဖာတာလည်းရှိအသေးကမထွက်သေးဘူးဆိုရင်ချက်စီကမလို့ဆိုပြီးတော့မင်းတို့ကစားမအောင်အဲ့လိုမပေးနဲ့ပေါ့အဲ့လိုအန်ဆိုရှိရကွာဆိုတဲ့ပုံစံမျိုးနဲ့သွားပြီးတော့အဲ့လိုတစ်ချက်တော့တွားဆွေးနွေးလောက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီအားသာဒရိုက်တာတွေရဲ့ဟိုအုံတော့ကကျွန်တော်တို့ထက်တော့တော်တော်များများတာပါတယ်တာလို့ဒီအစိတ်ချောင်းနေရပါတော့အဲ့ပုံစံမျိုးသွားပြောတယ် AS ကိုဟေ့ဒီမှာဘာညာတဲ့မှာမင်းဘုံမောက်မင်းတို့တင် AS ကိုဘလောက်လဲတဲ့မှာမင်းငါတို့80လောက်ကန်တတ်မှတ်ထားဘာဖြစ်လို့ဒီကောင်ကအဲ့ဒါဖာလာတဲ့ချက်သေးသေးမှရှိသေးတယ်တိတယ်လေတိတယ် official ရဲ့ချက်သေးကဘာမှမကြေညာသေးဘူးမစီးသေးကလည်းဘာမှမလုပ်သေးဘူးလို့သတင်းတိထားအဲ့ဒါဖာလာတဲ့ချက်သေးသေးမှပဲဒီနေ့ရာဒီမှာဆက်ရှိမယ်လို့ဒီကောင်လေးစိတ်ထဲမှာထင်နေမှာဆိုတော့ကြောင့်မလို့အများကြီးမတောင်းရတော့တကယ်တော့အဲ့ဒါဖာလာတဲ့ချက်သေးသေးမှမရှိသေးအဲ့ဒီအချိန်မှာအဲ့ဒါဖာလာတဲ့မန်ရှာစီးသေးကိုဟီဝီကိုဘာညာဒန်ဒီထွက်သွားကြည့်ချက်သေးသေးဝါဒန်ကိုခင်ဗျ80နဲ့ရမယ်လို့မထင်နဲ့100တောင်းမှာအဲ့ဒါ100တောင်းမှာအဲ့ဒါဖာလာတဲ့မရှိရဖုန်းဆက်တယ်ဟေ့အောင်လုပ်ပါငါတို့မှအဲ့ဆိုငါတို့အန်ဆိုနေတော့ငါတို့ဟွာတန်အောင်လုပ်တယ်ဟာဟဲ့ကနေလေတော်တော့မင်းဘယ်လောက်100ရရင်ရောင်းမယ်ဟွာတန်အောင်ဒီကောင်လည်းမရောင်းတဲ့ကိစ္စမရှိဟွာတန်အောင်မရောင်းတဲ့ကိစ္စမရှိဒီကောင်တကယ်လို့ချက်စီကဒီနှစ်မခေါ်တယ်နောက်နှစ်ကြတယ်ဒီကောင်တွေကစားမှကောင်းရင် Real Madrid ကတော့လိုက်လာအဲ့လိုပုံစံမျိုးဒီကောင်တွေလုံအဲ့တော့ငါတို့100ပဲဟိုချက်စီကလိုချင်ဒါလို့လိုချင်ခေါ်မှာပဲလေဟုတ်တယ်နော်လိုချင်ခေါ်100လောက်ပေးတယ်ကိုယ်လည်း20ပဲမြတ်တော့အဲ့ဒါတော့120ကျော်ဟုတ်ကောဟိုအဲ့ဒါဟီဝီကိုအဲ့ဒါတို့စီတီဟုတ်လူလားပြောတာကျွန်တော်တတိမှန်အောင်မှန်တာပြောတာရေးအဲ့ဒါကျွန်တော်တတိတော့ကြည့်နေတော့ပြောတဲ့စကားကြောင့်ပြက်သွားတာအဲ့ကျွန်တော်တချို့ချက်စီနိုင်ငံခြားချက်စီ page တွေကတော့တင်ထားတယ်ဗျ။ဘာတွေတင်ထားလဲဆိုတော့ stop refresh တဲ့ post တွေမင်းတို့အဲ့ဖတ်တဲ့ပတ်တဲ့ post တွေအားလုံးကိုတဲ့ refresh မလုပ်ပါနဲ့ရောတဲ့စိတ်အေးထားကြပါတဲ့။အိုးအပါလဲဟာတဲ့အဲ့ဖတ်တဲ့ပတ်တဲ့ post တွေကိုတဲ့မင်းကောင်လေးတဲ့ notification တွေကအစားတဲ့
reflect တွေမလုပ်ပါနဲ့တော့တဲ့စိတ်အေးထားကြ Chelsea fan တွေဆိုပြီးဒီကောင်တွေအဲ့လိုတင်ထားတယ်ဘာလဲပေါ့ချက်တော့စေးစားမနေ့ကရတော်တော်စိတ်ဝင်စားပါဒီနေ့ညနေဒီကောင်တွေကြီးကဒီနေ့ညမှာအလုပ်စားလုပ်ပါဒီကောင်တွေဒီနေ့မှာအလုပ်ညဘက်ကြီးအလုပ်စားလုပ်ကျွန်တော်အိတ်တဲ့ချိန်ဒီကောင်တွေအလုပ်စားလုပ်မှာဆိုတဲ့ကြောင့်မလို့ဟိုမနေ့ကဆိုတော့မနေ့ကမိုးလင်းတာနဲ့ဘာလို့အဲ့ Facebook တွေတည်းမှာအဲ့လို Twitter X တွေ Twitter မို့တော့ X ပေါ့နော် X တို့ဘာလို့ဘာလို့ကြည့်မယ်ဆိုရင်သတင်းတစ်ခုခုတော့ထူးခြားလိုက်နိုင်လို့တော့ကျွန်တော်တို့ထင်တယ်ဘာလို့ဆိုတော့ဒီနေ့ညမှာကျွန်တော်တို့အိတ်နေချိန်မှာဒီကောင်တွေအလုပ်လုပ်နေမှာအလုပ်လုပ်နေမှာဘာညာလုပ်နေမှာဆိုတော့မနေ့ကလောက်ကြရင်တော့တကယ်ကိုထူးခြားတဲ့သတင်းတစ်ခုတော့တက်လာမယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်အဲ့ကြောင့်ကျွန်တော်ပြောတယ်အဲ့ဒါကျွန်တော်ပြောချင်တယ်အဲ့ဒါအဲ့စပါတဲ့မရှိတော့ဘူးဆိုရင် Chelsea အဲ့ကောင်တွေအဲ့လောက်ပေးရတော့မှာအဲ့လောက်ပေးကိုပေးရတော့ဟာအဲ့စပါတဲ့မရှိတော့ဘူးဆိုဟာ Chelsea ဟဲ့အောင်လေအဲ့ကောင်ကြီးအဲ့လိုလည်းမရှိတော့ရောအဲ့ကောင်တွေမှာကိုင်စီလိုတကောင်မရှိရပြီးလာဗီယာ100တုံးကျိုးနေတယ်ဟောအဆူကိုရွေးခေါ်တယ်အစင်းမဖြစ်သေးဘူးအဲ့ကောင်တွေကိုလည်းမဘယ်တော့မရှိတော့ VJ ကိုလည်းအမြဲတမ်းတက်ကစားခိုင်းလို့ပြောအဲ့ကောင် AJB Pro ဟာဒီမှာအဲ့ကောင်လည်းအဲ့လိုပြောမှာပြောပြီးတော့ဟေ့100လောက်ခေါ်လာအဲ့ကောင်တွေလိုချင်ပေးမှာပဲ100လောက်ခေါ်လိုက်စားဟာ Chelsea ကဖုန်းလာကျွန်တော်ဝါတန်ခေါ်တယ်လို့ okay ရတယ်ဝါတန်ခေါ်လို့ရပါတယ်ကျွန်တော်ဈေးကွက်ထဲမှာဝါတန်ကိုရောင်းမှုအတွက်လုပ်ထားတာပါဒါပေမဲ့ brother တို့ပေါင်တက်100လောက်ပေးရမယ်ဝါတန်အတွက်ဟာမင်းတို့အေးခေါ်တော့80ပါဟုတ်တယ်ဒါပေမဲ့အခုဈေးတက်သွားပြီပေါင်တက်100အဲ့ဒါဆိုဖာတန်မရှိတော့ဘူးလေမရှိတော့ထွက်ကြောင်မလို့ဒီကောင်လေးဈေးခေါ်လို့ကောင်းသွားပြီဒီကောင်လေးဈေးခေါ်လို့ကောင်းသွားပြီLS ကအင်္ဂလန်ကစားမှရင်ဆိုရတဲ့ဈေးခက်ကြီးကောင်းတာမကောင်းတာအသာထားအဲ့ကောင်လေးခေါ်ရင်ဈေးကိုကြီးတာအင်္ဂလန်ကစားသမားတွေကဟိုနမေကတည်းကမီဒီနဲ့နည်းလေးကောင်းတာနဲ့ခေါ်ရမြှောက်ပလိုက်ပြီအင်္ဂလန်မီဒီယာတွေမြှောက်ပလိုက်အင်္ဂလန်မီဒီယာ Daily Mail တို့ဘာလို့အဆူဆုံးဟိုနည်းနည်းလေးတပွဲနှစ်ပွဲတော့အင်္ဂလန်ကစားသမားလေးခြေစမ်းပြလာပြီဆိုရင်မြောက်ပြီမရှိတာမြောက်ပြီတော့မသိဘောလုံးဒီရောပဲနောင်းနေကြရင်ဒီကောင်ရတော့မလို့လို့အဲ့လိုအထီကိုရေးပြစ်တာအဲ့ကောင်တွေကရေးပြတော့ကစားသမားတွေရဲ့ခြေစွမ်းတွေဘာမှမဟုတ်ပဲနဲ့ဟိုဖောင်းနေကြွတာတဲ့မှာတခြားအသင်းတွေကခေါ်မယ်ဆိုအဲ့ကောင်အဲ့အသေးအဲ့ကစားမောက်ပိုင်းနေအသေးရတယ်ဈေးတောင်းပြပေါ့အဲ့လိုပုံစံမျိုးဖြစ်တာဟုတ်တယ် LS ကိုတော့ဈေးသက်သွားလိုက်မယ်ကျွန်တော်အဲ့လိုပုံစံမျိုးမြင်တယ်အဲ့ကောင်တွေအဲ့လောက်ထိကိုဈေးသက်သွားအဲ့တဲ့ကောင်တွေဂျာနောက်ွယ်မှာChelsea နဲ့ Man City နှစ်သင်းဟာပဲကြိတ်ပြီးဖြည့်ရှင်းနေတာဒီကိစ္စကိုအဲဆိုဖာနယ်တဲ့အပေါင်းရှင်နဲ့ Chelsea နဲ့ Man City တို့ကဂျာနောက်ွယ်မှာကြိတ်ပြီးတော့ဆွေးနွေးနေလောက်တယ်ဘာလို့မှမသိဘူးကျွန်တော်လည်းမသိဘူးဘာလို့ကျွန်တော်လည်း Chelsea မှာလုံးနေရကောင်ပို့တော့မသိဘူးဗျာဆွေးနွေးနေလောက်တယ်ကျွန်တော်အထင်ပါကျွန်တော်နေဆွေးနွေးနေလောက်တယ်အဲအကြောင်း Chelsea ကတစ်ဖက်မှာလည်းဒီEnzo Fernandez ရှိသေးတယ်ဆိုတဲ့တဘောပုံစံမျိုးနဲ့ဒီဟွာရန်တို့ Edesco တို့စစ်စစ်ပြန်တွားပြီးတော့စုံစမ်းနေလောက်တယ်ကျွန်တော်အဲ့လိုတော့ထင်တယ်အဲ့ဒါကြောင့်မဟိုကောင်တွေကအခုပေါင်80လောက်ပဲတောင်းတယ်ဗောနော်ဟွာတန်ရော Edesco ရောအနေအများဆုံးတယောက်မှာပေါင်85နဲ့85နဲ့အဲ့ဒီဝင်းကျင်တွေတောင်းနေကြတဲ့အနေအထားတစ်ခုရှိသေးတယ် Enzo Fernandez ကမရှိကြခင်ဗျားတဲ့အဲ့85နဲ့ဆိုတာမဟုတ်တော့အနည်းဆုံးပေါင်နဲ့100 130အဲ့လောက်ဖြစ်သွားလိမ့်မယ်နော်ကျွန်တော်အဲ့လိုထင်တယ် okay ဒီနေ့ live stream ရတယ်ကျွန်တော်တနာရီနီးပါပေါ့နော်တိုင်းလေးပါကျွန်တော်လွှင့်ခဲ့တယ်ဆိုတော့brother တွေတချို့ brother မကြည့်တဲ့ brother တွေ live အစားနဲ့ဆိုတော့ဒါမှမဟုတ်ဒီ brother စိတ်ဝင်စားနေတယ်မှာဖြတ်ပြီးတော့ကြည့်လို့ရတယ်ကျွန်တော်မနေ့မနေ့နဲ့ထပ်ပြီးတော့ live လွှင့်အောင်ပဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ပြီးပြောင်းရွှေ့တွေရနော်ပြောင်းရွှေ့ဒီပိတ်သိမ်းဖို့နီးလေတွေ Premier League တွေပြန်စားဖို့နီးလေတွေ transfer ဈေးကွက်ကြီးကတော်တော်လေးကိုစိတ်ဝင်စားမှုအပြည့်ကြီးဖြစ်လာပြီပေါ့အဓိကကျွန်တော် Chelsea အသင်းပေါ့ Chelsea ကဒီအထုတ်တဲ့နေရာမှာဝယ်တဲ့နေရာမှာဒီနှစ်မှာတော်တော်လေးကောင်းတယ်အရင်နှစ်တွေကဆိုရင်ကျွန်တော်ဝယ်တဲ့နေရာမှာတော်တော်ဖြစ်ပြီထုတ်တဲ့နေရာတွေမှာတော်တော်လေးကောင်းခဲ့တယ်ဒီနှစ်နေရာမှာလည်းဝယ်တဲ့နေရာမှာစောင့်မှန်းကြမ်းတယ်ဒီနှစ်ခေါ်ထားတဲ့ဒီ transfer ရတကယ်ကြမ်းတဲ့ transfer ထုတ်တဲ့နေရာမှာလည်းသူတို့ဘယ်လောက်ထိဘယ်လိုမျိုးပုံစံမျိုးထုတ်သွားနိုင်မလဲဆိုတာတစ်ချက်မနေ့ပဲညာကျွန်တော်တစ်ချက်စောင့်ကြည့်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပြောလို့ပဲ Chelsea က Man City တွေနဲ့နောက်ွယ်မှာကြိတ်ပြီးတော့ဆွေးနွေးနေဖို့အတွက်ဖြစ်နိုင်တယ် Chelsea ကဒီနေ့ transfer deadline တွေပေးထားပေမဲ့လည်း official ကြေညာမယ်လို့ပြောထားတာမဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ွယ်မှာဘာတွေဖြစ်နေလဲဘာတွေဘယ်လိုဆွေးနွေးနေလဲဆိုတော့ကျွန်တော်လည်းမသိဘူးเนาะနောက်ွယ်မှာမနေ့ဖက်ကြရင်ဘာတွေကျွန်တော်သတင်းတွေတက်လာမယ်ဆိုတော့တစ်ဆက်စောင့်ကြည့်ရမယ်မနေ့ဖက်ကြရင်ကျွန်တော်နေ့တယ်ဒါမှမဟုတ်ညနေပိုင်းလောက်ကြရင် live နဲ့ပြောမယ် live မလွှင့်ခင်ကျွန်တော်4နိုင်လောက်လို့မှာ4နိုင်3နိုင်လောက်လို့မှာကျွန်တော် post တင်ပြီးတော့ဘယ်ချိန်မှာ live လေးပါမယ်ဆိုတာ TikTok ရဲ့ YouTube ရဲ့ Facebook မှာကျွန်တော် post တင်ပြီးတော့တင်ပြပေးတော့မှာပဲအခုလိုကျွန်တော်ရဲ့ channel လေးကိုဝင်ရောက်ပြီးတော့ subscribe လုပ်ပေးကြတဲ့ brother တွေကျွန်တော်နဲ့တူတူဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြတဲ့ညီကိုတွေအားလုံးကိုကျွန်တော်ကတကယ်ပဲလှည့်လည်ကျေးဇူးတင်ပါတယ်brother တွေရဲ့ဟိုခုန Chelsea page တခုပြောလို့ stop refresh notification brother ရဲ့ notification ကို refresh လုပ်တာတွေကိုချက်လိုက်ပါ please click စေးထားပါတော့အဲ့ဒါဖန်နဲ့ပတ်သက်ပြီးတော့ဘာမှတော့ဒီနေ့တွေထူးခြားတာရှိတယ်မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးနဲ့အဲ့လိုမျိုးရေးထားတာတွေ့ရတယ်ပေါ့နော်ဒါမှမဟုတ်မနေ့ဖက်ကြမှာတော့လေဘာတွေထူးခြားလဲဘာတွေဖြစ်လာလဲဆိုတာကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြမယ်ဆက်ပြီးတော့ကျွန်တော် channel မှာတွေ့ကြမှာပဲ
ဟုတ်ကဲ့ပါဘရတော့အခုတို့ဆွေးနွေးပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲ good night ပါခင်ဗျတာယာပျော်ရွှင်စရာကောင်းတဲ့ညလေးတစ်ညဖြစ်ကြပါစေအားလုံးပဲ good night ပါ